ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြချင်တဲ့ဗီဒီယိုလေးကတော့တချို့လူတွေကဒီမလေးရှားမှာ MLT ကတ်နဲ့တွားတဲ့အခါမှာ MLT ကတ်ကိုကောင်တာမှာပေါ့နော်ကောင်တာမှာဘယ်လိုပြောလဲလူတွေစောင်းပြီးတော့ခဏစောင်းရတယ်အချိန်ကုန်တယ်ဆိုသူတွေတော့ဒီမှာကတ်ကို MLT ကတ်ပြပါဦး MLT ကတ်ဒီကတ်ကိုကိုယ့်ဟာကိုယ်ဒီမှာပိုက်ဆံထည့်နေပေါ့နော်ကျွန်တော်ပြမှာဖြစ်ပါတယ်အားလုံးကြည့်ပေးကြပါအခုလောလောဆယ်ဒီမှာကျွန်တော်ကတ်ထဲလိုက်တယ်ဒီမှာကတ်ခဏထားတယ်ဒီမှာစာကြည့်မယ်မလေးလိုရေးရမှာလားမလေးလိုရွေးရမှာလားအင်္ဂလိပ်လိုပေါ့နော်အင်္ဂလိပ်လိုရွေးတယ်ပြီးတော့ဒီမှာဒီလိုနေတယ်ဒီမှာတပြားတစ်ချက်မဟုတ်ဘူးတစ်ချက်5ချက်10ချက်20 50 100ရပါတယ်ကိုအခုကကျွန်တော်20ထဲမှာဆိုတော့20ချက်ထည့်လိုက်ပါတယ်ဒီမှာဟုတ်ပြီဒီမှာတကယ်ထည့်ရမှာလား confirm နေရမှာလားအမုံပိတ်ပေါ့နော်အဲဒီမှာ confirm နေလိုက်ပြီ receive မယူတော့ဘူးနော် receive လို့ချင်တဲ့သူတွေအတွက် receive နေလို့ရပါတယ်အခုအကုန်လုံးပြေဆုံးသွားပါပြီကျွန်တော်မမကတ်ထဲမှာပြန်စစ်ကြည့်လိုက်တော့23ဖြစ်သွားပါပြီကဲဒါကိုပြချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်